Sa anu modana dhamata vendaya wedi hoja atto Uda kubama daudan daya lo Uda kubama daudan daya ko Panyido muwaya myama muli pyu bido pita de daya kaung singa Ye myo kantin phit se chin de ba daya de le Ye myo kantin phit se chin lo ami pita de Uda kubama daudan daya dedana Di ne hoja mi phit le tho jaung daya mo ja de mi daya mana ja de mi ma daya pai shin phit tor mu de Bုံတော်၆ပါးတည်သဗ္ဗညုဘုရားရှင်ကိုတော်မြတ်ကြီးကိုယောသေတော်လက်ဥရှိမောရှိခိုး၍ဓမ္မသဘင်စတင်ပွင့်ရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်ဥရှိပြီးတော့ဘုရားရှင်ကိုတော်မြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုရားဓမ္မသနပလင်ဒါနကနေပြီးတော့ဘုရားရှင်ကိုတော်မြတ်အားချီးကျူးကိုရောပူဇော်အပ်တဲ့နမကာရဘုရားရှင်ကိုဖြင့်ဘုရားရှင်ကိုပူဇော်၍ဓမ္မသဘင်စတင်ပွင့်ရအောင်ဥရိတိဒါနီလောကိညုစန္တိမာဓမ္မတိရကုဘဗတေတိမေသန္တုဓမ္မရံတိဓာတုစုဒါနီဒါနီဘုရားတိဟုသောယရဏစံယုံကြောင့်ဒရပံငုံတို့ပြပြဆန်းဆုံးတင်၍စွမ်းကုန်ပွင့်ရမည်ယခုခါကာလသမယ၌ဓမ္မတိရကုရွှေမြရောင်နေလရောင်ထွေထွေလရောင်တို့တဲ့ဂရေဂရမကအောင်ဝင်းကြည်ပ၍အလင်းသိတလာဖြာဖြာပွားနိုင်သဖြင့်ကဗ္ဗတလွားမှာယရဏတရားတိဟုသောအယောင်ဝါလည်းရှိတော်မူပါ၏ထသောလောကီညူလူအကြောင်းတွေနတ်အကြောင်းတွေမြမအကြောင်းတွေနဲ့ကဘာအကြောင်းတွေရှိရှိသမျှမိမိရရအခက်မဲ့ထင်းမြရှင်ပဲတည်းများလက်တင်ထားတဲ့ကဲ့သို့ပိုင်ကြဝေဘံသဗ္ဗညုတရွှေညာတော်ဖြင့်ဧကံပြည့်မြင်တော်မူပါ၏ထသောသန္တိမာတကဘာလုံးမာသာဆုံးထိန်ဆုံးဖြစ်၍စိတ်နှလုံးမြတ်တော်ရာလုံးခဏမပေါ်လာလည်းရင်တမြောကမန္နေလျာသည့်သံဝေပွင့်ပုံတွင်ဘုရားရှင်ကိုတော်မြတ်ကြီးသည်ဥရေတိအမိုက်ကိုပဲခွာရှောင်းအမောင်းကိုပြန်ခွင်း၍အလင်းတတကြီးကြီးနှင့်ဘောဥရိတောင်ထိပ်စီမံမြရောင်ကြီးတပိတ်ဖိတ်နှင့်တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီသန္တိမာလေးကျိုးကိုလဲရ၍400ကိုမြန်တော်မူဒီတကူမြတ်နန်းနှင့်လာသံယရဏဖြစ်တော်မူပါ၏သောဘုရားရှင်ကိုတော်မြတ်ကြီးဖရာတွင်တွင်ဘူးအပြင်းဘူးအစင်ဘူးကအဘူကတ်ကြသဖြင့်အဘုဒ္ဓရှိသူတွေကိုဘုဒ္ဓတွေချုပ်ငိမ့်အောင်ယောသိအေးမြစေနိုင်သည်ဧဝံပါယင်ဖြစ်တော်မူသောရှင်မြတ်ကြီးသည်ဓာတုစုရှိသောပါရမီတပ္ပအနိတဆို၍မြတ်သောဝါဒနာခိုင်ကြသဖြင့်ဓမ္မနာအတိုင်းဖြောင်းမှန်သောနေကြကုန်သောဣမေသန္တုရှေးဘဝဇယိတို့ကြောင့်အေးမြတ်ကိုသာကြိုက်၍နေကြကုန်သောထိုတို့များစွာတတ္တဝါနန္ဒမန္တမြတ်တို့ကိုဓမ္မရံတိဂုဏ်တော်ညွန့်6ဆုံးဒီဘုံတော်ကြောင့်ကံတရားတော်ဒီဟုသောမြတ်ရောင်ကြီးပန်းတော်ဖြင့်ပါဝတေတိပါရမီဒိဋ္ဌမချိုးခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နာမတမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်ငွေစံတကြီးကြီးတလီလီပပဝင်၍ထွန်းလင်းတော်မူလဲပါကဗ္ဗအမောင်မတိမြတ်ရောင်ကြီးညွန်ဘုဒ္ဓဖြင့်အထူးကျက်တရေမဆုံးနိုင်သည့်ရွှေဘုံခိုင်ကိုတော်မြတ်ကြီးဖယားစัจ java လာအနန္တ၌လုံးစုံခန္တိတတ္တဝါတွေကိုမတန်တန်ပူပန်ဆွဲတဲ့ကိုစင်ရဲ့လည်းกินပါစေ
ဘေးတန်တန်ယံခသိမ့်တို့ရှောင်းကတိန်လို့ငြိမ်ပါစေစိတ်မှာတန်တန်ပူပန်ဆွဲတဲ့စိတ်ဆင်းရဲလည်းကင်းပါစေဆင်းရဲကုန်ခန်းနိဗ္ဗာန်သံမြန်းနိုင်ပါစေအဲ့ဒါကဗုဒ္ဓဟောကြားမေတ္တာထားကွာတဲ့တံပါပေစัจ java လာအနန္တ၌လုံးစုံခတ်သိမ့်နတ်မြမာတွေကိုယ်မှာတန်တန်ပူပန်ဆွဲတဲ့ကိုယ်စင်းရဲလည်းကင်းပါစေဘေးရဲ့တန်တန်ယံခသိမ့်တို့ရှောင်းကတိန်လို့ငြိမ်ပါစေစိတ်မှာတန်တန်ပူပန်ဆွဲတဲ့စိတ်ဆင်းရဲလည်းကင်းပါစေဆင်းရဲကုန်ခန်းနိဗ္ဗာန်သံမြန်းနိုင်ပါစေအဲ့ဒါကဗုဒ္ဓဟောကြားမေတ္တာထားကွာတဲ့တံပါပေသဗ္ဗိတယောဝုဇန္တုသောကောရောဂဝိနာတတုမာတေဘွန်တွန္တရာယဒုက္ခိတိကာယုကောဘဝသဗ္ဗိတယောလုံးစုံသောဘေဟုဘယောဂအန္တရေဟုသမျှပေါင်းတို့သည်ဝိဝေသံတုရှောင်လွယ်ပြောင်းပြကြပါစေကုန်သောကောသသောကတရားတိ၎င်းယောဂောသကအနာယောဂတိ၎င်းဝိနာတတုပျောက်ပြပါစေအန္တရာယအန္တရေပေါင်းတို့သည်မဟာဘုဒ္ဓမကြမရောက်ကြပါစေကုန်လေဒုက္ခိတောင်ကိုစိတ်နှဖျားကျမ်းမှာချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီကာယုကတက်ရတံကိုကြော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝန္တုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်သတည်းမေတ္တာအာတိတမေတ္တာပဋ္ဌနာများပြုပြီးတော့ဒီနေ့နေကင်းပိုင်းဓမ္မသဘင်တရားဘုကိုဘုန်းကြီးတို့စတင်ပြီးတော့ဖွင့်ပါတယ်ဥဒ္ဓကုပမသုတ်တံတရားတဲ့မြတ်စွာဘုရားတဝဋ္ဌိပြေမွန်စေတွင်ရွှေကျောင်းတော်မှာကိယုံဆံပြောတော်မူနေစဉ်ကာလကဥပမာတွေဆောင်းပြီးတော့ဟောတော်မူခဲ့တဲ့ဒေသနာတော်တွေကထုတ်နှုတ်ပြီးတော့ကာမေသန္တာနပတ္တန္တိနိဗ္ဗာနံကာမမန္တရေတတမယိအတနောသန္တံခိပ္ပမေဝဝိသောတယေကာမေသန္တံငါးပြအာယုကာမဂုဏ်ဟုခြုံတွေကလည်းအထထတုံးတွေကလည်းအထထပိတ်ဖုံးကာယအကုန်သည်ဖြစ်၍ကာမမန္တရေဝတ္ထုကိလေနထွေဖွာဖွာကာမဂုဏ်ချုပ်ပိတ်ပေါင်းတို့ရဲ့ကြာ၌နိဗ္ဗာနံအန္တရခသိအေငြိယမနိဗ္ဗာန်ဒီဟုသောတောင်ကန်းတော်ကြီးကိုနပတန္တိခြုံတွေနွယ်တွေပိတ်ပေါင်းတွေကိုမဖယ်ရှားသဖြင့်မမြင်နိုင်ပဲရှိ၍နေကြလေကုန်ပြီတတမထို့ကြောင့်အတနောသန္တံကိုယ်မှလွှမ်းပုံကာမဂုဏ်ဒီဟုသောခြုံအလုံးတို့ကိုခိဗ္ဗမေဝဗုဒ္ဓမြတ်စွာသာသနာရှိတုံးချိန်မဖြုံးမယ်ဗုဒ္ဓမြတ်စွာသာသနာရှိတုံးချိန်မဖြုံးမယ်ဝိသောတရေအမိုက်ကင်ပြောက်အလင်းရောက်အောင်ထွင်ပေါင်းမသွေရှင်းလင်းသုံးသင်သင်ပါပြီတကားတန္တရာဒီဟုသောရေရင်ကြောကြီးထဲမှာမျောပါပြီးတော့သွားနေတာတောင်ကြရေတွေတောင်ပေါ်ကတခုံတို့ရှင်းစင်လာတဲ့ရေတွေထဲမှာအမိုက်တွေရောတုံးတွေရောတက်တွေရောဝါတွေရောဝါဆိုဝါကောင်းလာကြီး
တောင်ဘက်မှာမိုးတွေညို့ပြီးတော့တောင်ကျချောင်းရီကတခါတည်းတခုံလို့ရှင်းပြီးတော့လာတာအဲ့ဒီလိုတောင်ကျချောင်းရီရှင်းပြီးတော့လာတော့အဲ့ဒီထဲမှာဘေးသတ်တွေမျောပါနေတဲ့ပုဂ္ဂိုလ်တွေ၄မျိုးရှိတယ်တဲ့ဘယ်နှမျိုးရှိလဲသတိမေဘိကဝေဥဒကုပမပုဂ္ဂလာဘုရားရှင်ကိုရောမြတ်ကဟောတော်မူတာတော့9မျိုးပဲသို့တော့ဘုန်းကြီးတို့ကဒီနေရာမှာအချိန်မရလို့ဒီဥဒကုပမသုတ်တန်ကြီးကိုအပြည့်စုံဟောလို့ရှိရင်ဘုန်းကြီးတို့2နာရီလောက်ဟောမှဥဒကုပမသုတ်တန်ကပြည့်စုံတယ်ဒါပေမဲ့လို့ဒါကနေကိမိုင်စွန့်လို့မောဒနာတရားဆိုတော့အဟောတဲ့ကိုအလုတ်ကိုဦးစားပေးနေတဲ့နေရာဖြစ်လို့ဘုရားရှင်ကိုရောမြတ်ကဒီမှာပုဂ္ဂိုလ်တွေပြတဲ့တတ္တိမေဘေခွေဥဒကုပမဘေခွေယံတို့မြတ်ဥစေသားတို့ဥဒကုပမရေကူးသမဝါရေမျောသမားနဲ့အလံတူကြကုန်သောပုဂ္ဂလံပုဂ္ဂိုလ်တို့သည်ဣမေတတ္တဤ9ယောက်တို့ပါပေသည်ချက်သားတို့ရေထဲမှာတောင်ကျချောင်းရည်နဲ့အတူတူမျောလာတာ9ယောက်ရှိတယ်တဲ့ပြေးသားရေဘယ်နှယောက်တဲ့လဲတရားဓာပိဘိက္ခွေနတိပပတေယဩဟာရိနိဒုရင်ကမတိကသောတာဘိက္ခဝေယံတော်မြတ်ဥရှိသားတို့တရားထမ်းပြီးငါဘုရားဥပမာပုံဆောင်ပြီးတော့ပြရမယ်ဆိုရင်ပပတေယတောင်းပေါ်မှာတဟုန်တို့ဆင်းရှင်း၍လာတော့ဒီကသောတာရေစီလဲတန်လာပြီတော့တဲ့ဝါစုဝါကောင်တောင်ပေါ်ကတခုံတို့တခါတည်းရေစီးနေနဲ့ရှင်းရှင်းပြီးတော့လာတဲ့ဒုရင်ကမှာအဝေးကြီးမှနီးနီးလေးမဟုတ်ဘူးစီးလာတာအဝေးကြီးမိုင်ပေါင်းများစွာဒုရင်ကမှာအဝေးကြီးမှဩဟာရိနိတိုင်မျောတဲ့ဝါအမိုက်တရိုင်များကိုဆောင်ယူပြီးတော့လာတဲ့နဒီမြေကြီးတစင်းသည်ဝါမြေကြီးသည်အတ္တိရှိပါပေ၏အဲ့ဒီမြေကြီးထဲမှာမျောပြီးတော့ပါလာတာပုဂ္ဂိုလ်9ယောက်ဣဒံဘေခွေဧကိသောပုဂ္ဂလောတကိနိမုတ်ကောနိမုတ်ကောဝဟောတိတဲ့နံပါတ်1ပုဂ္ဂိုလ်ကိုဘုရားရှင်ကိုရောမြတ်ကပြောပြီးစေသားတို့စချီတဲ့ကတောင်ပေါ်ကနေဒလိမ့်နဲ့တက်သေးကောတုံးတွေကောဝါတွေကောအမိုက်တွေကောတရိုက်တွေကောအဲ့ဓာတွေနဲ့အတူတူမျောလာတာမြုပ်မျောပါတယ်လေပြေသားရေပေါ်မျောမှုကိုမြုပ်ပြီးတော့မျောနေတာဣဒံဘေခွေဧကိသောပုဂ္ဂလောတကိနိမုတ်ကောဝဟောတိစချီတဲ့ကပေါ်ကိုမလာတော့ဘူးတောင်ကြရင်နဲ့အတူတူတဟုန်တို့ရှင်းပြီးတော့လာတာစချီတဲ့ကမြုပ်ပြီးတော့မျောလာတဲ့ပုဂ္ဂိုလ်ကတယောက်ရှိတယ်တဲ့နောက်တကဘုရားရှင်ကိုရောမြတ်ကအုံမုတ်စိတ်တဝါနိမုတ်သတိစိတ်သားတို့နောက်တယောက်ကတော့ဒုတိယလူကတော့မျောနေရကနေပြီးတော့မြုပ်မျောနေရကနေပြီးတော့ဘွားကနေဆိုကုသိုလ်ကံထောင်းမလို့ရေဘောကိုတစ်ချိန်ပေါ်တက်လာတဲ့ပြီးတော့ပြန်မြုပ်သွားတယ်တစ်ချိန်တော့ပေါ်လာတယ်ပြီးတော့ပြန်မြုပ်သွားတဲ့ပုဂ္ဂိုလ်တယောက်နောက်တကအုံမှုစိတ်တော်ထီတော်ဟောတိနံပါတ်3တယောက်ကြတော့မျောလာတယ်မြုပ်မျောလာတယ်ဘွားကနေပေါ်လာပြီးဒီနောက်မှာသူကစဉ်းစားတယ်ပြန်မြုပ်သွားလို့မဖြစ်ဘူးမမြုပ်သွားအောင်ကကြိုးစားမှပဲဟဲ့ဆိုပြီးတော့နံပါတ်3ပုဂ္ဂိုလ်ကြတော့သူ့ကိုယ်သူရပ်တည်နိုင်အောင်ပြန်မြုပ်မသွားအောင်ဘယ်လိုလုပ်တယ်လဲလက်ကလေးနဲ့ရှေ့ကလည်းတခါတော့ဘုံနဲ့လက်ပြကူခြေထောက်ကလည်းပဲခတ်တော့ကြခြေကုပ်လည်းပန်းကျသွားရင်ဘယ်လိုလုပ်မလဲပြန်မြုပ်သွားနိုင်တယ်မဖြစ်ဘူးကိုလေးလည်းဖော်ထားအောင်မှလုပ်ငန်း3မျိုးဘယ်နှမျိုးလဲရှေ့ကလက်ကလည်းပဲရက်တယ်နောက်ကခြေထောက်ကလည်းခတ်တယ်ကိုလည်းမြုပ်မသွားအောင်ဖော်ထားတာအဲ့ဒီလိုနဲ့ကူးနေတဲ့ပုဂ္ဂိုလ်ကတယောက်ရသွားပြီဧတဟိဘယ်နှယောက်ရှိသွားပြီ3ယောက်ရှိသွားပြီနောက်တကဣဒာဘေခွေဧကိသောအုံမုတ်စိတ်တဝါဝိပတတိဝိလောကိတိနမလေးပုဂ္ဂိုလ်ကတော့အုံမုတ်စိတ်တဝါရေပေါ်မှာပေါ်လာပြီးသည်ဖြစ်၍ထတဝါသူကိုယ်သူရေမှလည်းမြုပ်မသွားအောင်လက်ကလေးနဲ့ရက်ခြေထောက်ကလေးနဲ့ခကိုယ်ကလေးဖော့အဲ့ဒီလိုမြုပ်မသွားအောင်ရေမှတည်နေအောင်ကြိုးစားနိုင်ပြီးသည်ဖြစ်၍ဝိပတတိကံဗမရှိပါသလဲလို့တဲ့ဝိပတတိကံဗမရှိလေသလဲလို့အဖမ်းမှန်ရှားပွေကြည့်ရှုရနေ၏
ဝိလောကိတိသူရှာဖွေကြည့်ရှုတဲ့အတိုင်းကံကိုမြင်သွားတဲ့ပုဂ္ဂိုလ်တယောက်ပါလို့ဘေကဝါဘုန်းတော်၆စုအောက်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝေါဇာကရုဏာရှိထားမေတ္တာအားဖြင့်မိန့်ကြားတော်မူလိုက်ပါပေတည်းကိုင်ပရိသတ်အဲ့ဒါဆိုကြည့်ပါမြုံမျောနေတာဒီထဲမှာမတ်ပါတယောက်ပဲမြုံမျောနေတာဒီထဲမှာမတ်ပါတယောက်ပဲမြုံမျောနေတာဒီထဲမှာမတ်ပါတယောက်ပဲနမတ္တိပုဂ္ဂိုလ်ကမြုံမျောပါတယ်လေမြုံလဲမြုံနေတယ်မျောလဲမျောနေတဲ့ပုဂ္ဂိုလ်တရားနောက်တကနမနေပုဂ္ဂိုလ်ကကံကောင်းထောက်မှလို့တစ်ချိန်ဘွားကနေပေါ်လာတယ်ပြီးတော့ပြန်မြုပ်သွားတယ်တဲ့အဲ့ဒါဆိုကြည့်ပါတစ်ချိန်ပေါ်လာပြန်မြုပ်တာမတ်ပါတယောက်ပဲတစ်ချိန်ပေါ်လာပြန်မြုပ်တာမတ်ပါတယောက်ပဲတစ်ချိန်ပေါ်လာပြန်မြုပ်တာမတ်ပါတယောက်ပဲမနှယောက်ရသွားလိုက်တစ်ချိန်ဘွားကနေပေါ်လာပြီးတော့သူကိုယ်သူယတ္တိအောင်မနေနိုင်ပဲနဲ့ပြန်မြုပ်သွားတဲ့ပုဂ္ဂိုလ်ကတယောက်နောက်တကနမသုံးပုဂ္ဂိုလ်ကတော့ဘေးသားရင်ကံကောင်းထောက်မှလို့ပေါ်လာတဲ့ဘွားကနေပြန်မြုပ်မသွားကိုလက်တွေချီးတဲ့နဲ့ရဲ့ကိုဖော့တဲ့လုပ်ငန်းကိုတွန်းကမ်းပြီးတော့ကြိုးစားနေတဲ့ပုဂ္ဂိုလ်ကတရားဟုတ်တဲ့ဆိုလိုက်ပါပေါ်ပြီးလာပြန်မမြုပ်ရန်တွန်းကမ်းတရားဖဲပေါ်ပြီးလာပြန်မမြုပ်ရန်တွန်းကမ်းတရားဖဲပေါ်ပြီးလာပြန်မမြုပ်ရန်တွန်းကံတယောက်ပဲဘယ်နှယောက်ရသွားပြီနောက်တကနမလေးပုဂ္ဂိုလ်ကတော့ဣဒာပိကွေဧကိသောအုံမုတ်စိတ်တဝါဝိပတတိဝိလောကိတိလက်နဲ့လည်းရဲ့ခြေထောက်နဲ့လည်းခါကိုယ်လည်းဖော့ထားတယ်မကဘူးဘေကိုကူးသွားရမလို့ဆိုပြီးတော့ကန်းနဲ့ဘလောက်ဝေးတယ်လဲငါနေတဲ့နေရာနဲ့ငါကုနေတဲ့နေရာနဲ့ကန်းနဲ့နီးနီးလေးလားအဝေးကြီးလားဆိုပြီးတော့ကန်းကိုရှာတာဘာကိုရှာတာလဲကံမောရောက်မှဘေးကင်းမဲ့ကံကိုရှာတာကံကိုရှာလို့မြင်သွားပြီ။အိုးဟိုမှာဝါနှစ်ပြန်သုံးပြန်ပဲဝေးတော့တယ်ကံကိုတွေ့သွားတဲ့ပုဂ္ဂိုလ်ကတယောက်ဆိုပါပိဋကရေပေါ်ပြီးချိန်ခါကံကိုသာရှာတာတယောက်ပဲပေါ်ပြီးချိန်ခါကံကိုသာရှာတာတယောက်ပဲပေါ်ပြီးချိန်ခါကံကိုသာရှာတာတယောက်ပဲဩကံရှာတော့ကံမြင်သွားရောဒါကနမလေးပုဂ္ဂိုလ်ကံကိုမြင်သွားပြီးတော့အုံမုတ်စိတ်တဝပတ္တရတိဝိတရတိကံကိုမြင်ုံနဲ့မကပဲနဲ့ကံရှိရာကိုကူးသွားတဲ့ပုဂ္ဂိုလ်ကတရားတဲ့9ယောက်မြောက်သွားပြီဘယ်နှယောက်ဆိုလိုက်ပါကံကိုမြင်သွားကူးရသွားကြိုးစားတယောက်ပဲကံကိုမြင်သွားကူးရသွားကြိုးစားတယောက်ပဲကံကိုမြင်သွားကူးရသွားကြိုးစားတယောက်ပဲနမလေးပုဂ္ဂိုလ်ကကံကိုမြင်ုံနဲ့မြင်ရသေးတာနမငါပုဂ္ဂိုလ်ကမြင်ရတဲ့ကံရှိကိုကူးသွားပြီတဲ့နောက်တကပိသတ္တေနောက်တယောက်ကတော့ကံမြင်လို့ကူးသွားယုံနဲ့မကပဲနဲ့ဘယ်လိုဖြစ်တဲ့ပုဂ္ဂိုလ်တို့ဆိုတော့အဲ့ဒီကံကိုမြင်သွားတာကူးသွားရင်နဲ့မြေကြီးနဲ့အောက်ကရေအောက်ကမြေကြီးနဲ့အုံမုတ်စိတ်တော်ပฏิฆာတပတ်တော်ဟောတိကံကိုမြင်ပြီးကံနာရအောင်ကူးသွားလို့မြေကြီးနဲ့ခြေထောက်နဲ့ထောက်မိသွားတဲ့ပုဂ္ဂိုလ်တယောက်ကံပေါ်တော့မရောက်သေးဘူးရောက်ပြီလား
အောက်ကရေအောက်ကမြေပြင်နဲ့ဆိုတော့ရေတိမ်ပိုင်းကိုရောက်သွားပြီဘယ်ပိုင်းကိုရောက်သွားပြီရေတိမ်ပိုင်းကိုရောက်သွားလို့မြေကြီးနဲ့ရေအောက်ကမြေပြင်နဲ့သူ့ခြေထောက်နဲ့ထောက်မိသွားတဲ့ပုဂ္ဂိုလ်တယောက်အဲ့ဒီပုဂ္ဂိုလ်တယောက်ကအုံမုံစိတ္တဝပฏิကာတပတ္တောဟောတိတဲ့ထောက်မိသွားတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်ဆိုလိုက်ပါခြေထောက်မိကကံကိုသာရောက်တာတယောက်ပဲခြေထောက်မိကကံကိုသာရောက်တာတယောက်ပဲခြေထောက်မိကကံကိုသာရောက်တာတယောက်ပဲခြေထောက်မိပြီးတော့လက်တို့ဘာလို့ရက်เสียမလို့တော့အေးစီစီနဲ့လှုပ်နဲ့အမောဖြေရင်နဲ့ကူးသွားရင်းနဲ့ကံကြီးကိုရောက်သွားပြီနောက်တခါဒီကံနာမှာရက်နေလို့မပြည့်သေးဘူးကုန်းဘောကိုတက်ရအောင်မယ်ဘယ်ကိုတက်ရအောင်လဲကုန်းဘောကိုတက်ရအောင်မယ်ကုန်းဘောတက်မှဘေးကင်းမယ်တဲ့တိန်တော်ဟောတိပါတယ်ငတော်ထလေတိန်ထတိပြင်မယ်နော်တိန်တော်ကူးပြီးသည်ဖြစ်၍ပါတယ်ငတော်ကံဘောသို့ကုန်းဘောသို့ရောက်သွားသည်ဖြစ်၍ထလေကုန်းဘောမှာပြင်မယ်နော်မြို့ကောင်းသားမြို့ကောင်းသမီးသည်တိန်ထတိချမ်းချမ်းသာသာနေနိုင်သွားပါပြီလို့ဘဂဝါဘုံတော်လျှောက်စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝါစာကရုဏာရှိတာမေတ္တာအားဖြင့်မိန်ကြတော်မူလိုက်ပါပေသတည်းဆိုလိုက်ပေါ်ကံပေါ်ရောက်မှဘေကင်းပါအေးမြတယောက်ပဲကံပေါ်ရောက်မှဘေကင်းပါအေးမြတယောက်ပဲကံပေါ်ရောက်မှဘေကင်းပါအေးမြတယောက်ပဲဧတရေဘယ်နှယောက်လဲအလုံး9ယောက်တဲ့အဲ့ဒီတော့ဒါဘုရားရှင်ကိုယ်တော်မြတ်ပေးတော်မူတဲ့ဥပမာဒီတိုင်းပဲရှင်သာတို့တဲ့ဒီဥပမာလိုပဲ30ပုံသာကျင်လီသွားလာနေကြတဲ့လူနာပြမသတ္တဝါတွေဟာသန္တရာဒီဥသောရေရင်ညိုကြီးထဲမှာမျောပြီးတော့ပါသွားနေကြတာအဲ့ဒီတော့ဒီပုဂ္ဂိုလ်9ယောက်ကိုကြည့်ပြီးတော့ငါပဲပုဂ္ဂိုလ်မျိုးစားထဲမှာပါတယ်ဆိုတာကိုကိုယ့်အကိုဆုံးဖြတ်အဲ့တော့နံပါတ်1ပုဂ္ဂိုလ်ပြန်ပြောမယ်မြုံမျောပုဂ္ဂိုလ်အပုဂ္ဂိုလ်တဲ့မြုံမျောပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတော့ဆိုဣဒံဘိခွေဧကေသောပုဂ္ဂလောသမဏဂတောဟောတိဧကန္တကာလကေအကုတလေဓမ္မေသမဏဂတောဧကန္တဒုစရိတေဟိချက်သားတို့တဲ့မြုံမျောပုဂ္ဂိုလ်ဆိုတာဒီပြင်ပုဂ္ဂိုလ်တွေမဟုတ်ဘူးစချီတဲ့ကလွတ်တဲ့ကတခါတည်းမြုပ်ဆင်းလာတာအကုသိုလ်နဲ့ဘာနဲ့လဲပြေသားရဲ့အကုသိုလ်ဟာကြောက်ခဲနဲ့တူတယ်ကုသိုလ်ဟာထောပတ်အိုးနဲ့တူတယ်ကြောက်ခဲအိုးနဲ့ထောပတ်အိုးကြီးခွဲချလိုက်တာပြေသားရဲ့ကြောက်ခဲတွေကိုအိုးချမ်းွယ်တွေကိုအောက်ကိုမြုပ်မသွားဘူးလားထောပတ်အိုးကြီးခွဲလိုက်စမ်းအိုးခွဲနေတာအောက်မြုပ်သွားမယ်ထောပတ်တေးကအပေါ်ရေပေါ်မှာစီပြီးတော့ဝေ့ပြီးတော့မနေဘူးလားအဲကြောင့်မို့လို့ကုသိုလ်ကထောပတ်အိုးနဲ့တူတယ်အကုသိုလ်ကကြောက်ခဲနဲ့တူတယ်တဲ့စချီတဲ့ကအကုသိုလ်ကံနေနဲ့မြုပ်ဆင်းသွားတာပေါ်ဘူးမလာတော့ဘူးတဲ့ဘယ်သူတွေတော့ဆိုရင်အပယ်လေးဘုံသူအပယ်လေးဘုံသားတွေငရဲတွေတိရစ္ဆာန်တွေပိဋ္ဌာတွေအသူရကယ်တွေအဲ့ဒါမြုပ်မျောအဲ့ဒါပါလေငရဲသူငရဲသားတိရစ္ဆာန်ပိဋ္ဌာသူရကယ်ကဲဘုန်းကြီးတို့တိရစ္ဆာန်တွေမှာကုသိုလ်ကောင်းမှုဆိုလို့ဘာတစ်ခုမှမရှိဘူးရှိသလားမရှိဘူးတိရစ္ဆာန်ဘဝကိုရောက်တယ်ဆိုတာလည်းပဲကုသိုလ်ကြောင့်ရောက်တာလားအကုသိုလ်ကြောင့်ရောက်တာလားစချီတဲ့ကဧကေသောပုဂ္ဂလောသမဏဂတောဟောတိဧကန္တကာလကေဟိအကုတလေဟိဓမ္မေဟိအကုသိုလ်တရားတွေကြောင့်မြုပ်သွားတာကုသိုလ်ကောင်းမှုဘာမှလုပ်ခဲ့မရှိတော့ဘူးတဲ့မြုပ်မျောပုဂ္ဂိုလ်ဆိုတာအပယ်လေးပုံသားကိုခေါ်တာသဘောပေါက်သလားတမင်ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းလို့မြုပ်မျောစည်ရင်ထဲမှာပါသလားမပါဘူးကိုကမြုံမျောမပါဘူးကဲတယောက်ဒီတယောက်တော့ကိုမပါဘူးကဲနောက်တယောက်ကြည့်တာအောင်ဆိုဣဒာဘိခွေကေသောပုဂ္ဂလောအုံမုဇတိတတုတတ္တကုသလေတုဓမ္မေတုချက်သားတို့တဲ့အတိတ်ဘဝကကံကောင်းထောင်းမှလို့
ဒါနကံနေသီလကံနေသမထကံနေဝိပဿနာဉာဏ်တွေကနေပြီးတော့ထောက်ပံ့ပေးလိုက်လို့ကံကောင်းလို့ရေဘောကိုတစ်ချိန်ဘဝကနဲ့ပေါ်လာတာဆိုတာလူဘဝနတ်ဘဝဗြဟ္မာဘဝကိုရတဲ့ပုဂ္ဂိုလ်တွေမြုပ်နေရာကနေပြီးတော့ပေါ်လာတာဘာဖြစ်နေရာကပေါ်လာတာမြုပ်နေရာနေဘဝကနဲ့ကုသိုလ်ကံထောက်မှပြီးတော့ပေါ်တက်လာတော့ပြန်မြုပ်သွားတယ်တဲ့ဘာဖြစ်သွားတယ်တဲ့လေပြန်မြုပ်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တဲ့အဲ့ဒါတွေကတော့ဘယ်သူတွေတော့ဆိုရင်ဒုစရိုက်လုပ်ငန်းတွေကိုလုပ်နေတဲ့ပုဂ္ဂိုလ်တွေပေါ်လာတဲ့အချိန်လေးရက်တီအောင်မနေနိုင်ဘူးပြန်မြုပ်မသွားအောင်နေမျောရင်မျောပေစေအောင်တော့မြုပ်မသွားဖို့အရေးကြီးတာဘောဘွားကနေပေါ်လာပြီးတော့ခဏပြန်မြုပ်ကြသွားတာမြုပ်မျောပြန်ဖြစ်သွားတာဒီပြင်ဝေသွားမကြည့်ပါနဲ့ဒေဝဒတို့အဇာတတတို့ကြည့်လိုက်ပေါ့ဒေဝဒဆိုတာလည်းပဲဘုရားနဲ့ဆွေမျိုးတော်တာပဲအဇာတတဆိုတာလည်းပဲမိမိတရာမင်းကြီးရဲ့သားပဲဒါပေမဲ့လေကုသိုလ်ကံကောင်းထောက်မှလို့အဇာတတရှင်မင်းဖြစ်တဲ့ဒေဝဒကဘုန်းကြီးယဟန်တန်ကဖြစ်တယ်ပေါ်လာတာဘွားကနေကံကောင်းထောက်မှလို့ပေါ်လာတာလောက်ပါလားကုသိုလ်ကောင်းမှုမလုပ်ဘူးအဖေတတ်တယ်ဟိုတယောက်ကလည်းဘုရားသွားပြီးတော့စော်ကားပုံကံဘုရားတေချောင်းကျန်ဟောမြုပ်ဆင်းသွားလိုက်တာဟိုအဝေတိငရဲရောက်သွားတခါလေတကြိမ်ကံကောင်းထောက်မှလို့ပေါ်လာတာကုသိုလ်တရားနဲ့ထိန်းနာမလားအောင်မိတယ်မထိန်းနာပဲနဲ့အကုသိုလ်တွေလုပ်တော့အကုသိုလ်ကကြောက်ခဲအကုသိုလ်ကပါလေကြောက်ခဲကသေးသေးလေးလည်းမြုပ်တာပဲကြီးကြီးလည်းမြုပ်တာပဲမြုပ်သလားမမြုပ်ဘူးလားအဲ့ဒါဘုန်းကြီးတို့ပြေးတိုက်နာမနေပုဂ္ဂိုလ်ဆိုတာရှင်ဒေဝဒတ်တို့အဇာတတတို့ကိုကြည်လိုက်ပါကံကောင်းထောင်းမှလို့ဘွားကနေပေါ်လာတဲ့ကိုပြန်မြုပ်မသွားအောင်ရက်တီပြီးတော့နေနိုင်အောင်မကြိုးစားပဲနဲ့အကုသိုလ်လှုပ်တဲ့နဲ့လှုပ်ပြီးတော့အကုသိုလ်ကြောက်ခဲအိုးကြီးကိုထမ်းပြီးတော့ဆင်းသွားလိုက်တာဟိုးအဝိဇ္ဇငရဲမှာသွားပြီးတော့ခံနေရတယ်တဲ့ဒီထဲမှာဘုန်းကြီးတို့ပြေးတာပါသလားဒါလည်းမပါပြန်ဘူးလားကဲတဏှာတော့ပါမှာပါ9ယောက်တည်း1ယောက်ကတော့ပါမှာပါအဲဒီကနေရှင်းဆက်သွားလိုက်ကြအောင်ဆိုပြေးတတ်တယ်နံပါတ်3ပုဂ္ဂိုလ်ကြတော့နံပါတ်3ပုဂ္ဂိုလ်ကြတော့ဘုရားရှင်ကိုရောမြတ်ကတာတုတတ္တကုသလေတုဓမ္မေတုတာတုတိရိတာတုခိရိတာတုဩတ္တပံတာတုဝိရိယံတာတုပညာတာတုဒါနံတာတုသီလံတာတုဘာဝနံဟောလာပြီဘွားကနေပေါ်လာတော့သူစဉ်းစားတယ်ပေါ်လာရင်ကနေပြီးတော့ပြန်မြုပ်မှာပဲငါဒီတိုက်လုံနေပြန်မြုပ်တော့မယ်အဲ့တော့ဘာလို့မလဲကိုက်မမြုပ်သွားရအောင်လက်ကလေးနဲ့ရက်ပေးမှခြေထောက်ကလေးနဲ့ခတ်ပေးမှကိုလေးလေးဖော်ထားမှလက်နဲ့ခြေထောက်နဲ့ရက်နေုံနဲ့ခြေကုံလက်ပန်းကျသွားရင်ပြန်မြုပ်သွားနိုင်တယ်ဒီလိုမဟုတ်လားဒါကြောင့်မို့လို့ဘုန်းကြီးတို့ပြေးသားပေါင်းသူတော်ကောင်းတို့လူပြည်လူလောကကိုတစ်ကြိမ်တစ်ခါရောက်လာတဲ့အချိန်မှာဒါနလက်ကလေးနဲ့ရက်ပေးတဲ့ဘာနဲ့ရက်ကဒါနဆိုတာအလှပေးတာမို့လားအလှပေးတယ်ဆိုတာလက်နဲ့ပေးရတာဘာနဲ့ပေးရတာလဲအခုတန်ဃာတွေဆွမ်းကတ်ဘာနဲ့ကလဲလက်နဲ့ကရတာလက်နဲ့ပဲနဲ့မြောက်ပြီးတော့ကရတာမို့လားအခုလက်ထက်မှာရှိတဲ့နဝကမ္မဝတ္ထုတွေတန်ဃာတွေလှူခြင်းဘာနဲ့လှူလက်နဲ့ပဲနဲ့ရိုးတေးသက်ခိကဒါနမလှူရဘူးလားဒါကြောင့်မို့လို့ဒါနဆိုတာလက်နဲ့တူတယ်ဒါနဟထောဟောတိဒါနဟာလက်နဲ့တူတယ်တဲ့ဒါနဘာနဲ့တူတယ်လေကိုစားမဲ့တဲ့ကသူများကိုပေးကြွေကိုဝတ်မဲ့တဲ့ကသူများကိုပေးဖို့ပါကိုနေမဲ့တဲ့ကသူများနေဖို့ဆောက်ပေးပါအဲ့ဒါဒါနကောင်းမှုတွေပြည့်တတ်တယ်မြုပ်မသွားအောင်လို့ရက်နေတာဘာမသွားအောင်လို့ရက်နေတာမြုပ်မသွားအောင်လို့လက်ကလေးနဲ့ရက်နေတာတစ်ချိန်ပေါ်လာတာလူပြည်ကိုကံကောင်းထောင်းမှလို့ရောက်လာတာလက်ရည်ုံနဲ့မပြီးဘူးခြေထောက်ကလည်းခတ်ရသေးတယ်ခြေထောက်ကလည်းမလုပ်ရခြေထောက်ခတ်တာသီလခြေထောက်ကသီလခြေထောက်ဟာပါသီလဟာခြေထောက်နဲ့မတူဘူးလားသီလဟာခြေထောက်နဲ့တူတယ်ခြေထောက်ကလည်းဘောင်းမွန်းနဲ့ခတ်ပေးရတယ်ကိုချင်းသီလကောက်အောင်နေရတယ်ခါကြီးရဲ့ကြီးဥပုသ်သတင်းသီလစောက်တည်ရတယ်အခုလို9ရက်တရားစကားမှာတို့ယောဂီတွေမနေ့ကညတရားစဝင်တဲ့ချိန်ကစလို့10ပါးသီလမနပါးသီလလဲသီလခြေထောက်နဲ့လည်းခတ်ပေးဒါနနဲ့သီလဟာကံပဲခြေကုံလက်ပန်းကြရင်မြုပ်သွားမယ်ခြေကုံလက်ပန်းကြရင်ဒါနကံတွေကုံသွားရင်သီလကံတွေကုံသွားရင်မြုပ်သွားမယ်ဘာဝနာဉာဏ်လို့ခေါ်တဲ့ကိုဖော့တဲ့လုပ်ငန်းလဲလုပ်ရသေးတယ်အလုပ်က3မျိုးလုပ်ရတာဘယ်နှမျိုးလုပ်ရလဲ2မျိုးတည်းနဲ့မရဘူးရသလားဒါနကံပဲပမာဏလေးအောင်ပြောမယ်တရင်ကျော်မှာမိဘုံမြန်နေမလို့ဘူးလား
မိုင်းနဲ့လွတ်တာဘာနဲ့လွတ်တာလဲမိုင်းချိန်ကိုရင်မိဘုံမြန်ကြီးကြသလားမကြဘူးလားခြေကုန်လက်ပန်းကြရင်မြုပ်သွားမယ်ဒါနကံတွေကုံသွားရင်သီလကံတွေကုံသွားရင်အောက်ပြန်ဆင်းသွားနိုင်တယ်ပြမပြည်မှာတဝဲဝဲဝက်ဆက်ခြင်းမှာတမြုပ်မြုပ်ဆိုတာရှိတာပဲနတ်ပြည်ကနေသိပြီးတော့ငရဲဆင်းသွားတဲ့နတ်တွေလည်းအများကြီးရှိတယ်ထားလိုက်တော့ဒါတွေပြောနေဒုပိသသိပြီးသားကြီးရဲ့အဲ့တော့ပြောချင်တာကဒါနတွေလို့ဘုရားဒီတဲ့ကြောင်းလေးတော့ရဟန်းတွေကရှင်နေပြုလက်နဲ့ရက်ပြီးပြီအခါကြီးချင်းဒီဥပုသ္တရင်သီလလည်းငါမှန်မှန်စောက်ပြီးပြီတော်ပြီမနေနဲ့သဘောပေါက်သလားကိုဖော့ရတယ်ဘာလို့ရလဲခြေကုန်လက်ပန်းမကြခင်ကိုလေးလည်းဖော့တာကိုဖော့တယ်ဆိုတာဝိပဿနာဘာဝနာလုပ်ငန်းကိုပြောတာဒါနနဲ့သီလကကံဒါနနဲ့သီလကဝိပဿနာကဉာဏ်ပါတယ်လေဝိပဿနာဉာဏ်အမြင်မှမရသေးသမျှတော့မအေးရပဲချိန်အသိဖောက်ပြန်မှဖောက်ပြန်အယူဖောက်ပြန်နောက်ဆံတင်းတဲ့မျက်စိအိမြင်ရမှငါမလုံးနဲ့ဝိပဿနာဉာဏ်ဆိုတာယောဂီတို့ကဝိပဿနာတရားအားထုတ်နေဆိုတာကိုဖော့နေတာမလုံးနေတာလေကိုဖော့တဲ့လုပ်ငန်းဟာဝိပဿနာအလုပ်ပဲလို့ဘာဖြစ်လို့တရားသွားအားထုတ်နေတုံးဆိုရင်မမြုပ်ချင်လို့ဘာဖြစ်လို့လဲမမြုပ်ချင်ဒါနလက်နဲ့လက်ခတ်ပြီးသီလ6လေးနဲ့လည်းပဲရက်ပြီးကိုဖော့တဲ့လုပ်ငန်းကိုလည်းလုံးဟုတ်ပြီလားမနဲ့ကြနိုးရယောဂီထားတော့ကိုဖော့ကြအောင်ဆိုကိုဖော့ကြအောင်ဆိုဖော့လို့မရအောင်ငါကိုကြီးလေးနေတယ်ငါကိုကြီးလေးနေငါသွားဆောင်ချုံကြီးပြန်ကိုအဲ့ဒါဆောင်ဆွဲထုတ်လာထားယောဂီကိုသွားဖော့ကြသူကိုသွားဖော့ကြမဖော့ချင်ပါဘူးမြုပ်ချင်လဲမြုပ်ဆိုတော့အဲ့ဒါတော့မတတ်နိုင်ဘူးပေါ့လေမြုပ်ချင်လဲမြုပ်ဆိုရင်တော့လေကိုဖော့ရမယ်ဘာလုပ်ရမလဲမနေ့4နာရီနိုးတာစောသေးလားစောသေးတယ်4နာရီခွဲမှနိုးမယ်လေဘယ်လိုလဲ4နာရီခွဲဆိုရင်လည်း9နာရီမှနိုးထူအောင်9နာရီခွဲမှတခါတည်းနိုးနေလို့တန်းနဲ့စားအစ်စ်ကိုပြေးလို့အဲ့ဒါကိုဖော့တဲ့လုပ်ငန်းလာလုပ်တာဘာဖော့တဲ့လုပ်ငန်းလဲတကယ်အထုတ်ကြည့်ပြေးတတ်တယ်တကယ်ညံရင်လာတဲ့ခါမှလေပီတိတွေဖြစ်လာတဲ့ခါမှာခန္ဓာကိုယ်ကတခါတော့ပေါ့ပါတက်လက်ပြီးတော့လေခန္ဓာကိုယ်ကမြေကြီးနဲ့6တောင်းနဲ့များမထီဘူးလို့တောင်ထင်ရတယ်ဒီဝိပဿနာဉာဏ်ကဉာဏ်ရင့်လာရင်ဒီ9ရက်နဲ့တော့အဲ့လောက်မရင့်ဘူး14 900အထုတ်လို့ဉာဏ်တကယ်ရင့်လာရင်လေကိုလမ်းချောက်ရင်းနဲ့6တောင်းနဲ့ကျန်တယ်မှာထိပါမလားထိပါမလားလို့တခါဂုံးလေကြီးတွေထဲမှာတိမ်တိုက်တွေရတာမှာသွားနေရတယ်လို့ဒီလိုကြီးကိုထင်ရတာတခါတည်းပီတိတွေသိအားကောင်းလာတဲ့အခါမှာကိုကပေါ့လျှော့ပြီးတော့ဒီဖက်ရွက်လေးလုံးကိုဖြစ်နေတာတခါတည်းကိုဖော့ထားတာဟုတ်ဘာလို့ထားတာလဲဒါကြောင့်မို့လို့တို့ယောဂီပေါင်းတော်ကောင်းတို့အခုဒီနေ့ဆွမ်းတကားဆွမ်းမာတွေဒါနလက်ကလေးနဲ့လည်းရက်ဟဲ့သီလ6တောင်နဲ့လည်းခတ်ဟဲ့ပြီးတဲ့အခါမှာဝိပဿနာကိုဖော့တဲ့လုပ်ငန်းလုပ်ရမယ်တဲ့လက်နဲ့ရက်6တောင်နဲ့ခတ်နေုံနဲ့ခြေကုံလက်ပန်းကျသွားရင်စကားကခြေကုံလက်ပန်းနဲ့ဘာလဲပြောကြည့်ဘယ်လောက်ကြာခတ်နိုင်မှလဲခြေကုံလက်ပန်းတော့ကြာမှာပဲဆိုတော့ကိုမှဖော့3မျိုးလောက်ရတာဘယ်နှမျိုးလောက်ရလဲအဲ့ဒီ3မျိုးကိုလှုပ်တဲ့ပုဂ္ဂိုလ်ကယက်တည်နိုင်တယ်မျောတော့မျောနေတယ်အမျောယက်တာယဟန္တာဖြစ်မှအမျောယက်တယ်တဏ္ဍာရင်ရောကြီးထဲမှာဘာဖြစ်မှအမျောယက်တယ်ယဟန္တာမဖြစ်သေးဘူးဆိုရင်မျောနေမှာပဲမို့လားလို့မျောရင်မျောပေးစေမမြုပ်ဖို့အရေးကြီးတယ်ပြန်ပြောမယ်ပရိသတ်ရင်မျောခြင်းရင်မျောပေးစေဘာပြစ်ဖို့အရေးကြီးတယ်ကံကောင်းလို့တို့တစ်ချိန်ဘွားကနေပေါ်လာပြီဟုတ်တယ်မို့လားပြန်မြုပ်မသွားအောင်အရေးကြီးတယ်မျောတာကတော့မျောအောင်ပါပဲတဏ္ဍာရေးချင်းကြောတမျောတယ်မောင်းသွားနေတာမျောနေတာတဏ္ဍာရေးညောကြီးရ
မြတ်စွာဘုရားတော်မှာလေးသိခြင်းနဲ့ကဘာတသိမျောလာတာပါရမီဖြစ်ရကာလကလေးသိခြင်းကဘာတသိကြတယ်အလောင်းတော်ကြီးများတော်မှာဒီလောက်တန်တရာကြီးရဲ့မျောရတာနောက်ဆုံးဘဝကြမှာဘုရားပြည့်ရလို့ပြိဋိဘံဆံပြီးတော့အမျောရတာအဲ့တော့ဘုန်းကြီးတို့ကရနေတာလားမျောနေတာမျောပြီးတော့ဘွားကနဲ့ပေါ်လာတာမဟုတ်ဘူးလားလူလောကနတ်လောကမြမလောကကိုရောက်နေတဲ့သုက္ကတိဗုဒ္ဓနာကိုရောက်နေတဲ့တတ္တဝါမှန်သမျှလူနာမြတ်မှာတတ္တဝါအလုံးတို့ဟာအတိတ်ကကုသိုလ်ကံတွေကြောင့်ဘွားကနဲ့လူပြည်လူလောကကိုပေါ်လာရဲ့သားနဲ့ပြန်မြုပ်မသွားအောင်ယက်တီမထားနိုင်ဘူးဆိုရင်အဲ့ဒါမြုပ်သွားရင်ပြန်တက်လာဖို့မလွယ်တော့ဘူးတဲ့အခုမမြုပ်သေးဘူးဟုတ်လားပြေးသားရဲ့ရှေးဘဝများသွားမှမြုပ်ရင်မြုပ်ခဲ့လိမ့်မယ်မြုပ်တာတွေထားလိုက်ကိုမမသိရပဲနဲ့မြုပ်ပြီးထားလိုက်တော့အခုမြုပ်နေတာလားပေါ်နေတာလားပေါ်နေတာကိုဒီလက်ကလေးနဲ့ခြေထောက်ကလေးနဲ့ဒီကိုဖော့တဲ့လုပ်ငန်းလေးမှမလုံနိုင်ဘူးဆိုရင်တော့လည်းပဲမြုပ်ဘောမတတ်နိုင်ဘူးအဲ့ဒါကတော့ကိုဘဝကိုတာဝန်ယူရမှာပဲဒီလိုမဟုတ်လားအေးဒါကြောင့်မို့လို့ဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့အဲ့ဒီတတ္တရားပုဂ္ဂိုလ်ကတော့သူ့မှာရှိနေတဲ့တရားတွေတတိတွေဟဲ့တရားစခန်းနဲ့ဟဲ့သွားအထောက်အောင်မှတတိကဝင်ဟဲ့ဆွမ်းသွားကအောင်မှဟဲ့ယောဂီတွေဟဲ့သူတော်စင်တွေတို့သွားပြီးတော့ရင်မိတွေလူအောင်မှဟဲ့နဲ့ဆိုပြီးတော့ဒီမှာလာပြီးတော့ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေလုပ်နေတယ်ဆိုတာပရိသတ်ရေဘာကြောင့်လုပ်နေရတာလို့ဆိုမမြုပ်သွားအောင်ဘာကြောင့်လုပ်လဲမြုပ်သွားရင်မလွယ်ဘူးတဲ့ပရိသတ်ရေဒါကြောင့်မမြုပ်သွားအောင်ဒါနသီလဘောနာကုသိုလ်ကောင်းမှုတရားတွေကိုကြိုးစားတဲ့မြုပ်သွားရင်ပြန်ပေါ်ဖို့မလွယ်ဘူးဒါပြောနေတယ်ဟုတ်လားပရိသတ်ရေအဲ့ဒီတော့သာသနာရင်ညောရင်းမှာမျောနေတဲ့ပုဂ္ဂိုလ်တွေအမျောရက်တယ်ဆိုတာယဟန္တာတဲ့ပစ္စေကဗုဒ္ဓသောတာပန်တော်မျောတော့ရှိသေးတယ်သောတာပန်က तू ကဘယ်နှဘဝမျော9ဘဝမျောမှာဘယ်နှဘဝမျောမလဲသူကတော့ဘဝကန့်တတ်ချက်ရသွားပြီလူပြည်နတ်ပြည်ဒီဟာပဲသွားမယ်သူက9ဘဝမျောမယ်ဝိသကာတော့အနာရဘိန်တို့ဒါသောတာပန်ကြီးတွေနတ်ပြည်မှာမျောနေတာနတ်ပြည်လည်းတန်ត្រာတန်းမှာပါတာပဲ30ဘုံကတန်ត្រာရင်ညောပဲပြမ20နတ်ပြည်6တာလူပြည်အပယ်4ဘုံဒါ30ဘုံ30ဘုံကအကုန်မျောနေတာဝိသကာတော့အနာရဘိန်တို့မျောတာကဘုန်းကြီးတို့ပြည်သားကြီးသူတို့ကတော်သေးတယ်မျောပေမဲ့လို့သူတို့ကအမျောကန့်တတ်ချက်ရှိပြီ9ဘုံကပဲမျောတော့မယ်ဘယ်နှဘုံကမျောမလဲ9ဘဝမျောပြီးတာနဲ့သူတို့ကသက္ကရဏနာဂယန္တာအကုန်ဆက်တိုက်ဖြစ်ပြီးတော့နိဗ္ဗာန်ဝင်တော့မှအမျောရတော့မှသူတို့ကဘုန်းကြီးတို့ကအဲ့ဒီလိုဘဝကန့်တတ်ချက်ကိုမရသေးဘူးမြုပ်မသွားအောင်ကိုမနှဲကိုတခါလဲကြိုးစားပြီးတော့မဟာမနဲ့4နိုင်ထိုးတာနဲ့မဟာစုံစမ်းပြီးတရားနာဟာမဟာသင်္ကြန်လျှောက်ကမဟာကိုအားပေးတာငါမြုပ်မသွားအောင်လုပ်နေတာငါမြုပ်သွားရင်ဘယ်သူမှငါလာမဆယ်ဘူးဆယ်ပါမလားပြေသားမဆယ်ဘူးမြတ်စွာဘုရားနဲ့ဒေဝရရောက်ဖတော်တာပဲလောကဥပမာဆိုဒီမှာကိုရောက်ဖထောင်ထဲကြနေတာပဲအချုပ်ထောင်ထဲကြနေတာလိုက်ပတ်စံထဲမှာနဲ့လိုက်မှာပေါ့ညမမျက်နှာကြည့်ပြီးတော့ဒီလိုလိုက်လို့ရတယ်အခုဒေဝရငရဲထောင်ကြီးထဲမှာကြနေတာဘုရားလည်းဆင်းမကယ်ဘူးကဲသလားဘုရားသားရဲ့ရသောတရားမျက်နှာကြည့်ပြီးတော့ငါရောက်ဖကြီးငါဆင်းကယ်မယ်လို့များမထင်နဲ့ကဲလို့လည်းမရဘူးရပါမလားဒါကြောင့်လူဆိုတာကိုယ့်ဘဝကိုတောင်းဝင်ယူရတယ်သူများတောင်းဝင်ယူလို့မရဘူးဟုတ်တယ်မို့လားအဲ့တော့မမြုပ်ဖို့အရေးကြီးတယ်မျောခြင်းမျောပေသည်မျောတာကိုလက်ခံသေးတယ်ဘုရားတိုင်မြုပ်မသွားအောင်ကကိုယ့်အကိုအဲ့ဒါရက်တီထားကြလက်လေးတခါလေးရက်ပြီးခြေထောက်ကလည်းဘွန်းနဲ့ခတ်ပြီးရနိုင်သမျှပြေးလူလိုက်ရနိုင်သမျှဥပုံလေးပြေးဆောက်လိုက်ရနိုင်သမျှတရားလေးပြေးမှလိုက်ညီဥစ္စာကမလှုပ်လို့ကိုမရဘူးဒီဥစ္စာမလှုပ်ကြည့်ပါလားမလှုပ်မြုပ်သွားမှာပေါ့မြုပ်သွားပြီဆိုပြန်ပေါ်လာဖို့မလွယ်တော့ဘူးကံကောင်းလို့ပေါ်လာတာပြန်မြုပ်အောင်လှုပ်နေတဲ့လူတွေအများကြီးရှိတယ်သူများတဲ့ဒေသသူပစ္စည်းကိုသူသားမယားဆောကဆဲဆိုတိုင်းသွားစကားကြံ့တန်းနေပြောအရက်သေးတာတောက်စားမူယူရိုက်နေဟာလှုပ်နေတာတွေအများကြီးကိုယ့်ဘဝကိုမသနာဘူးလားမသိဘူးဒီလားပြန်မြုပ်တော့မယ်ဒီပုဂ္ဂိုလ်တွေမကြဘူးအဲ့ဒါမြုပ်ပြီဆိုပြန်တက်လာဖို့မလွယ်တော့ဘူးတဲ့အဲဒါကြောင့်မို့လို့အဲ့ဒီလိုဘဝအများစွာသန္တနာကိုမပြောပါနဲ့ဘုန်းကြီးတို့အခုဘဝလေးပဲကြည်တာရနေတဲ့ဘဝလေးမျောပုံလေးဘုန်းကြီးနည်းနည်းပြောဝင်မြင်အောင်လို့ဇာတိဇရာဗျာတိမရဏ၄မျိုးရှိတယ်ဘယ်နှမျိုးရှိတယ်ဘာလဲပြောကြည့်စမ်းဇာတိဆိုတာကအမိဝမ်းကောင်းမှာပရိသန်နေတည်နေတာဟုတ်တယ်မဟုတ်လားကိုလာဆယ်လာအမိပိုက်ထဲမှာနေတာအဲ့ဒါဇာတိဇာတိကနေမွေးဖွားလာတော့ကြည့်နေမျောပုံဇာတိကနေမွေးဖွားလာတော့မျောလာဇာတိကနေဇရာကိုရောက်လာဘယ်ကိုရောက်လာလဲဇရာကနေပြီးတော့မျောသွားတာဗျာတိကိုရောက်သွားတယ်ဘယ်ကိုရောက်သွားလဲဗျာတိဆိုတာနာတာဗျာတိဆိုတာဘာလဲမျောတယ်ဆိုတာဆန်တက်တာလားအောက်ဆင်းသွားတာလားအေးလေဆ
န်တက်တယ်ဆိုလို့ရှိရင်ဇာတိကနေပြီးတော့သရာကိုရောက်တာသရာကနေဇာတိကိုပြန်လိုက်အကုန်လုံးပြန်ငယ်ကုန်မှာပေါ့ဟုတ်တယ်မဟုတ်လားအခုသာငယ်တာလားကြီးသွားတာအသက်တွေတစ်နှစ်ဘာဖြစ်သွားတာလဲရှေ့တိုးသွားတာမျောသွားတာအဲ့ဒါဟုတ်တယ်မဟုတ်လားအဲ့တော့ဇာတိကနေပြီးတော့မျောလာတာသရာရောက်သရာကနေပြီးတော့မျောလာတာဘယ်လောက်လဲအသက်50 60 80 80 90ဘာဖြစ်လာတဲ့ခါနာတဲ့ဒူနာတဲ့ဘာဖြစ်တဲ့ညာဖြစ်တဲ့ဟောဗျာတိရောက်သွားဗျာတိကနေပြီးတော့မျောတာဟိုမရဏရောက်ရောဘယ်ရောက်ရောလဲအဲ့ဘယ်နှမျိုးရှိလဲဇာတိရဲ့သရာရဲ့ဗျာတိရဲ့မရဏရဲ့အဲ့ဒီလေးမျိုးထဲမှာတို့ယောဂီတွေကအခုဘယ်နှမျိုးရောက်နေပြီလဲသုံးမျိုးရောက်နေပြီတစ်မျိုးပဲကြံတော့တယ်ဟုတ်တယ်မဟုတ်လားဟိုနောက်ကယောဂီတွေကမဖြစ်ဘူးသူတို့လေးမျိုးလုံးရောက်ရှင်တယ်လားမသိဘူးလေးမျိုးလုံးမရောက်နေဟိုမရဏဆိုတာသေတာမရဏဆိုတာဘာလဲမရဏဆိုတာသေတာသုံးမျိုးရောက်နေပြီဘယ်နှမျိုးရောက်နေပြီလဲရှစ်တစ်မျိုးပဲရှိတော့တယ်ဟုတ်တယ်မဟုတ်လားမရဏရှိမျောသွားရင်တော့သွားပြီအဲ့ဒါမျောတော့ပက်လက်မျောတာဘယ်လိုမျောတာလဲလူသေးတာမောက်ကုန်သေးလားပက်လက်သေးလားသွားသူဘယ်လိုသေးသေးချတဲ့အခါပက်လက်ပဲချတာဟုတ်တယ်မဟုတ်လားအခေါင်းနဲ့ထဲပက်လက်ကြီးကျိုးတွေလက်တွေကြီးတွေတောပြီးတော့အဲ့ဒါတခါလဲသွားပြီးတော့မြုပ်ပလက်ကောသင်္ကြန်ကုန်းမှာအဲ့ဒါမျောတာဇာတိကနေမျောလိုက်တာဟိုမရဏရောက်သွားတာဘယ်ရောက်သွားတာလဲဘဝများစွာသန္တနာကိုမကြည့်နဲ့ပြည့်တဲ့အခုဘဝကိုပဲကြည့်လိုက်ပါဦးဟုတ်လားဒါကြောင့်မို့လို့ဆိုလိုက်စမ်းမှာတရက်ကုန်ပြန်ငါယုံနံသေရန်တရက်မျောပြန်ပြီတလကုန်ပြန်ငါယုံနံသေရန်တလမျောပြန်ပြီတနှစ်ကုန်ပြန်ငါယုံနံသေရန်တနှစ်မျောပြန်ပြီတို့ကြည့်တရက်ကုန်ပြန်တလကုန်ပြန်နည်းနည်းပါးပါးလေးလည်းဆိုခိုင်းအောင်မရမယ်မဟုတ်လို့ချင်းယောဂီတွေပိုက်ထက်တော့ကြအစာမကြီးမှကြောက်လို့ဒီလောက်အေးနေတာငါရေခဲမုတ်တွေကုံမမလားမသိဘူးလို့အောင်းမေးတယ်ကုံတာပဲရေခဲမုတ်အဲနည်းနည်းပိုက်ချောင်သွားအောင်လို့ဟုတ်တယ်မဟုတ်လားမိတ်တောက်ကလျှောက်တယ်ရှင်မြတ်တိတ်ွယ်တွေတရားနာတော့ကောင်းတယ်ဗျာတဲ့လင်္ကာတွေကဗျာတွေကဘုန်းကြီးက3ခေါက်ဆိုလူတွေကို3ခေါက်ဆိုတော့6ခေါက်ဖြစ်နေတယ်ကိုကလည်းကိုယ့်အကြောင်းနဲ့ကိုဆိုခိုင်းရတာဒီတိုင်းဆိုငြိမ်းနေငိုင်းတယ်ဗာဘုန်းကြီးတရားဟောသွားတယ်ဘာဟောလဲဘာလို့ဟောမလို့မသိတရားလာပြီးပါတယ်မကြတဲ့ချက်ကြားတဲ့ချက်နဲ့မြုပ်တာတွေရောမျောတာတွေရောပေါ်တာတွေရောမဒီမှလည်းမသိဖြစ်အကြောင်းတော်မှာအဆောင်တော်မှာယောဂီဗာတရားဟောတယ်မသိဘူးတပည့်တော်လည်းမြုပ်နေတယ်မျောတာပဲကြားတာပဲဟမ်ဒီလိုဖြစ်မှကြောက်လို့အဲ့ဒါဘုန်းကြီးကဒီကြပြလင်္ကာလေးတွေဆိုလို့ချင်းအဲ့ဒါဆူခိုင်းတာအဲ့အခုမှဆူခိုင်းတာပါခုနကတိုင်မေးရုံနဲ့တိုင်မေးတာကိုကွာကိုဆိုတော့အဲ့ဒါမျောတာပြည့်တိုင်းတစ်နှစ်တစ်နှစ်ကိုယ့်ရုပ်ကတူသေးလားမတူတော့ဘူးတပြင်းပြင်းနဲ့မျောသွားတော့ဟိုမရဏတိမျောအောင်မှာဘယ်တိအောင်မျောအောင်မှာလဲအဲ့မရဏကနေဆက်မျောတော့ဇာတိနောက်အမိတ်ပိုက်တဲ့တောင်းဝင်သားပြန်တာပဲအဲ့ဒီကနေတကမျောသွားပြန်တာပဲအခါသရာကနေဗျာတိကနေမရဏနောက်ဘဝသေပြန်ဟောသေပြီးနောက်တစ်ပိုက်တဲ့တောင်းဝင်သားပြန်ဟောအဲ့ဒီလိုနဲ့မျောနေတာဘယ်နဲ့သန္တရာခုချိန်ဒီမဆုံးသွားနေတာနည်းနည်းလုံးမဟုတ်ဘူးသန္တရာရှိကြီးอ่ะအဲကြောင့်သန္တရာရှိတယ်လောကမှာပြောကြတာကကွယ်တကယ်ပြောရင်ဘယ်သဘောများဖြစ်ကြမှာလဲကွယ်ကိုသာကိုမေးလို့ရဲ့ကိုယ်တွေးနဲ့တွေးကြရအောင်မယ်ငါဘာဖြစ်လို့သန္တရာထဲမှာဒီလောက်အကြာကြီးမျောနေတာတော့ဆိုတော့ကိုမဖော့လို့မဖော့လို့လေလက်နဲ့ခြေထောက်ကတော့ခတ်တယ်ဒါနဟဲ့လူလိုက်ပြန်ပြီးသီလဟဲ့ဆောက်တယ်ဝိပဿနာဘာဝနာလုပ်ငန်းကြတော့ကိုဖို့လုပ်ငန်းကြတော့ကိုဖို့ကလည်းပင်မနာကိုပင်မနာမဖို့ဘဲနဲ့နေတော့ကံကုံသွားတဲ့အခါကျတော့ဝိပဿနာဉာဏ်ကမလိုက်ဘူးကံကုံသွားတဲ့အခါကျတော့ပြန်ဆင်းသွားနိုင်တယ်လို့ကဲတော်ပြီအဲ့တော့ဘုန်းကြီးတို့နမလေးပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးတုံးဆိုရင်အဲ့ဒီလိုသူကိုယ်သူမျောနေတာကနေပြီးတော့ကုသိုလ်ကံကောင်းထောင်းမှလို့ဘွားကနေပေါ်လာတယ်ပြန်မြုပ်မသွားအောင်လက်နဲ့လက်ရဲခြေထောက်နဲ့လက်ခါကိုဘွဲ့တဲ့လုပ်ငန်းကိုလုပ်နေရင်းကနေပြီးတော့ကံကိုမြင်သွားတဲ့ပုဂ္ဂိုလ်တဲ့ဘာပုဂ္ဂိုလ်တဲ့လဲသောတာပန်နောဟောတိအဝိနိပါဒဓမ္မောနိယတောသံဘောတိပရာယနောကံကိုမြင်သွားတဲ့နမလေးပုဂ္ဂိုလ်သောတာပန်နောသောတာပန်ဖြစ်သို့ရောက်သွားပြီနိဗ္ဗာန်ကိုတခါမြင်ရင်သောတာပန်နိဗ္ဗာန်ကိုတခါမြင်
နှခါမြင်တက္ကရာဂံဒုက္ခမြင်အနာဂံလေးကမြင်ယဟန္တာတို့ကနိဗ္ဗာန်ဘယ်နာနေမှဦးသိသေးဘူးနိဗ္ဗာန်ရတာဘယ်လိုလဲနိဗ္ဗာန်ဘယ်လိုလဲနိဗ္ဗာန်ဘယ်မှာလဲမသိဘူးဦးနိဗ္ဗာန်ကိုရှားနေတာဘာကိုရှားနေတာလဲနိဗ္ဗာန်မှာလဲရှားနေတယ်ကြည့်နေတဲ့ဝိပဿနာဉာဏ်မျက်လုံးနဲ့ကံမှာလဲလို့ရှားတော့ရှိသေးတယ်သောတာပန်ကမြင်သွားပြီသောတာပန်ဖြစ်ပြီဆိုဘာမြင်သွားပြီလဲနိဗ္ဗာန်မြင်သွားပြီတဲ့သောတာပန်သောသောတာပန်ပုဂ္ဂိုလ်သည်ဝါသောတာပန်ဖြစ်လို့ရောက်သွားသည်အဝိနိပါဒဓမ္မောဖယောဖယဲဖောက်ဖောက်လွဲလွဲကြာရောက်ခြင်းသဘောမရှိသည်ဘယ်တော့မှဖယောဖယဲရုပ်ပြည့်ရှင်းပြည့်နဲ့မသိရတော့ဘူးတဲ့အပင်ငရဲကိုမကြတော့ဘူးတဲ့နိယတောအထက်တက္ကရာဂံအနာဂယဟန္တာအထက်မက်ဖို့တရားတွေကိုရဖို့မြဲသွားပြီသောတာပန်ဖြစ်ရတာတက်ကောင်းတာပဲသောတာပန်ဖြစ်ပြီဆိုရင်ကျင့်တယ်မှတာယဟန္တာဖြစ်ကိုဖြစ်ပြီတာမှသောတာပန်ဖြစ်ပြီးတော့တက္ကရာဂံမဖြစ်ဘူးအနာဂံဖြစ်ဘူးယဟန္တာမဖြစ်ဘူးဆိုတာရှိကိုမရှိဘူးဖြစ်မဲ့သို့တော့အထုံမှုမှာမူတည်ပြီးတော့မြန်ရင်မြန်မယ်နေရင်နေမယ်ဒါပဲကြာမယ်မြန်နာနဲ့နေတာပဲကြာမယ်သောတာပန်ဖြစ်ပြီဆိုရင်ယဟန္တာဖြစ်ဖို့ကျင့်တယ်သွားပြီတဲ့သောတာပန်ကနေပြီးတော့ပုရုသင်ဘဝကိုအောက်ပြန်လျှော့တယ်ဆိုတာမရှိကိုမရှိဘူးအထက်တက်ဖို့ပဲသူကတရားမို့လို့ဗာပြောတယ်လေဘုရားရှင်ကိုရောမြတ်ကနိယတောအထက်မက်ဖို့တရားတွေကိုရဖို့မြဲသွားသည်တံဘောဓိပရာယေနောနိဗ္ဗာနတ္တတရားမြတ်ကြီးကိုရဖို့အတွက်သေချာပေါကိန်းလေးဖြစ်သွားပါပြီလို့ဘေကဝါဘုန်းတော်၆စုအောင်းလံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝေါ်စာကရုဏာရှိထားမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပဲတည်းသောတာပန်ပုဂ္ဂိုလ်ကတော့စဉ်းစားပြီးဩငါပေါ်မျောလေးမျောနေလို့မဖြစ်သေးဘူးပေါ်မျောလေးမျောနေလို့မဖြစ်သေးဘူးကံကိုမြင်အောင်ရှာအောင်မကံကိုမြင်အောင်ရှာအောင်မကံကိုမြင်အောင်ရှာတော့ပြည့်တိုင်ဒီမှာရေမျောနေတဲ့ပုဂ္ဂိုလ်ဟာရေပေါ်ဘွားကနေပေါ်လိုက်မျက်လုံးလေးပုတ်ပြီးတော့ဟိုကြည့်တကြည့်မကြည့်ဘူးလားကံကိုရှာဘာကိုရှာတာလဲဒီထဲမှာကြာကြာနေအောက်ကငမန်းလာမလားမိချောင်းလာမလားဟိုကခါတဲ့တိုက်လုံးတွေများထိုးဆင်းပြီးတော့ဗိုက်များလာဆောက်မလားခြုံတွေနဲ့များညှိနေမလားဒီခြုံတွေထဲမှာအမိုက်တဲ့ထဲမှာမွေပွေးတွေမြေဟောက်တွေပါလာမလားဆိုတာဒီတောင်ကျချောင်းရည်ဟာအမတန်အန္တရာယ်များတယ်များသလားမများဘူးလားဒီတိုင်းပဲဘုန်းကြီးတို့နေတဲ့သန္တရာကြီးဟာလည်းပဲငရဲနဲ့တူတဲ့ငမန်းပဲလာမလားဟိုပိတ်တာနဲ့တူတဲ့ဝေလာငါးကြီးတွေပဲလာဆွဲမလားဆိုတာဒီလိုပူပြီးတော့စိုးရင်ပြီးတော့ကြောင်းကြပြီးတော့နေရတာစိတ်မချဘူးပေါ်မျောလေးမျောနေအောင်နဲ့မင်းနိုင်နေလို့မဖြစ်ဘူးအဲ့ဒီတော့ငါကန်းရှာမှပဲလို့ကန်းကိုရှာတာမျက်လုံးနဲ့ရှာသလိုဘုန်းကြီးတို့ပြတာပေါင်းတော်ကောင်းတို့လည်းပဲနိဗ္ဗာန်ဒီဟူသောကန်းတော်ကြီးကိုတွေ့အောင်ရှာခြင်းရင်ဝိပဿနာဉာဏ်နဲ့ရှာတဲ့ဗာဉာဏ်နဲ့ရှာဝိပဿနာဉာဏ်နဲ့ဒီကနေ့ကံရှာနေတာဘာလို့နေတာလဲနိဗ္ဗာန်တည်းဟူသောတောင်ကန်းတော်ကြီးကိုမြင်ရအောင်လို့ဝိပဿနာအလုံးရှာဘယ်မလဲခန္ဓာတဲ့ရှာတော်ဝိနကကြီးဆိုရတာရှိတယ်နိဗ္ဗာန်ရှာဘာမှတွေ့ခန္ဓာမှတွေ့မယ်ဟဲ့မောင်ထွန်းနိဗ္ဗာန်ဆိုတာအဝေးကြီးမဟုတ်ဘူးနီးနီးလေးလို့ဟောရတာဆိုတော်ကြီးကနိဗ္ဗာန်ရှာဘာမှတွေ့ခန္ဓာမှတွေ့မယ်ခန္ဓာထဲမှာကြည့်ရတာပဲခန္ဓာအိဋ္ဌခန္ဓာဒုက္ခခန္ဓာအနတ္တအိဋ္ဌဒုက္ခအနတ္တလက္ခဏာဉာဏ်သုံးပါးထင်အောင်မြင်အောင်ကြည့်ဝိပဿနာဉာဏ်နဲ့ကြည့်ယောဂီတို့ကိုတရားအထုတ်နေတဲ့ဆိုတာကန်းရှာနေတာဘာရှာနေတာမြင်သွားရင်သောတာပန်မြင်သွားရင်ဘာလဲသောတာပန်ဆိုတဏ္ဍာထဲမှာမျောခုနဘဝပဲမျောတော့မယ်အခုတော့ဘဝတောင်ကန့်တတ်ချက်မရသေးဘာလို့မျိုးမလဲမသိဒီတန်တရာခီးကြီးဟာသွားရအောင်မှအရှိကြီးရှိသေးတာကိုပေါ့ပေါ့နေပေါ့ပေါ့စားပြီးတော့ဒီလိုပဲနေသွားမယ်ဆိုရင်ပြန်မြုပ်သွားလိမ့်မယ်တဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့ပြည့်သားပေါင်းတော်ကောင်းတို့မြုပ်မသွားရအောင်ကြိုးစားပြီးတော့တရားတွေရှုမှတ်နိုင်ကြပါစေ။ကိုင်းဆိုကြည့်သားမှာတန်တရာခရီးရေပင်ကြီးထိုနီးတူလာတာတန္တရာခရီးရေပင်ကြီးထိုနီးတူလာတာမြုပ်မျောဆိုတာအပေရွာသေချာမှတ်ကြပါမြုပ်မျောဆိုတာအပေရွာသေချာမှတ်ကြပါတစ်ကြိမ်ပေါ်လာလူပြည်မှာရောက်ခါနေကြတာ
ကြိမ်ပေါ်လာလူပြည်မှာရောက်ခါနေကြတာအကုသိုလ်အလုပ်နေ့စဉ်လုံးပေါ်မြုပ်ခေါ်ရတာအကုသိုလ်အလုပ်နေ့စဉ်လုံးပေါ်မြုပ်ခေါ်ရတာမမြုပ်စေရန်ကုသလံဧကံပွားကြပါမမြုပ်စေရန်ကုသလံဧကံပွားကြပါသောတာပန်မှာကံမြင်ရာမัจจဥပမာသောတာပန်မှာကံမြင်ရာမัจจဥပမာဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကသောတာပန်သောတာပန်ဖြစ်သို့ရောက်သွားသည်အဝိနိပါဒဓမ္မောဖယောဖယေဖောက်ဖောက်လွဲလွဲကြာရောက်ခြင်းသဘောမရှိတော့သည်နိယတောအထက်မဖို့တရားတွေကိုရဖို့ရမြဲသွားသည်သံမောတိပရာယနောနိဗ္ဗာန်တတရားမြတ်ကြီးကိုရဖို့ရအတွက်သေချာပေါက်ကိန်းသည်ဖြစ်ပါပေသည်လို့ဘဂဝါဘုံတော်၆စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝေါ်စာကရုဏာရှိတာမေတ္တာအားဖြင့်မိန်ကြတော်မူလိုက်ပါပေတည်းအေးရေထဲမှာမျောခြင်းမျောပါစေတော့ဘေးတတ်တဲ့မမြုပ်သွားဖို့ရည်ကြည်တယ်တတ်နိုင်ရင်တော့ကမ်းပေါ်ရောက်ဖို့ကြိုးစားရမယ်ကုန်းပေါ်ရောက်ဖို့ကြိုးစားရမယ်ဒီလိုမဟုတ်လားဒါကြောင့်တရားကောင်းစဉ်လေးပေးထားတဲ့ရေမျောကန်းတင်ဖြစ်စေခြင်းဗတရားလေမျောတာကတော့မျောမှာပဲသို့တော့ကြိုးစားပြီးတော့နိဗ္ဗာန်ဤဟူသောကံတော်ကြီးကိုဝိပဿနာဉာဏ်ဖြင့်လုံးနဲ့ရှားပါဒါနလက်ကလေးနဲ့လည်းရပေးပါကိုစားမဲ့တဲ့ကခွဲသူများပေးကိုဝတ်မဲ့တဲ့ကခွဲပြီးသူများကိုပေးကိုနေမဲ့တဲ့ကခွဲပြီးတော့သူများနေဖို့ဆောက်ပေးဟောဆွမ်းလှူတာတို့သင်္ကန်းလှူတာတို့ကြောင်းလှူတာတို့ဒါပေးနေတာပဲမဟုတ်လားလို့ဒါကြောင့်မို့လို့ကြိုးစားပြီးတော့ကုသိုလ်တရားတွေနဲ့ပြောလို့မြုပ်မသွားအောင်တော့ကြိုးစားကြပြီတော့ဟုတ်လားပြေသားရေမြုပ်မသွားဖို့ပဲအရေးကြီးတယ်မျောရင်မျောပါစေတော့မတတ်နိုင်ဘူးသံဃာကအရှိကြီးသွားရအောင်ပါဆိုတော့မျောရင်မျောပြီစီမျောကျင်တဲ့လောက်မျောမမြုပ်အောင်တော့တခါလေးကြိုးစားပြီးတော့ထားပြီတော့ဒါကြောင့်မို့လို့ရေမျောကန်းတင်ကမ်းပေါ်ရောက်မှတင်သွားမှကုန်းမောကိုတက်သွားမှချမ်းသာမယ်တလေတိတ်တိပြန်မယ်တော့ဆိုတဲ့အတိုင်းနိဗ္ဗာန်တောင်ကန်းတက်လှမ်းသွားတဲ့ပုဂ္ဂိုလ်တွေဘဝငြိမ်းချမ်းသွားပြီရသောတရားတို့ဓမ္မဒိဋ္ဌာတို့ဗလာစာကြီးတို့ဥပ္ပလွန်တို့ခေမာတို့ရာဟုလာတို့အေးကုန်ပြီကိုလုံးနိဗ္ဗာန်ကိုရောက်သွားလို့ကုန်းမောကိုတက်သွားကုန်ပြီတို့ကတော့တလဲလဲနဲ့သန္တာကြီးထဲမှာမျောနေတာကံကောင်းထောက်မှလို့ဘုရားသန္တာတော်ကြီးနဲ့တွေ့တော့မှကြိုးစားပြီးတော့မြုပ်မသွားအောင်ကိုဘဝအောက်တန်းကြမသွားအောင်ယက်တည်ထားနိုင်ကြပါစေလို့ဆိုတဲ့ဒီမေတ္တာဒီစေတနာဖြင့်ခဏိဟောသောဥဒ္ဒကုပမသုတ်တံတရားရေတရဲ့ဏီကုံကျုပ်ကြပြတပုတ်ဆိုပြီးတော့သိလိုက်ကြသောလိုက်ဆိုပါသန္တရာရေပင်ကြီးလိုင်းတွေကြီးလို့အလွန်ကျဲတုံးတိုင်သေဝငမန်းများနဲ့အပယ်လေးပါးတူလာတယ်တကြိမ်ပေါ်လာလူရွာအတွင်းတဒါညံသွင်းဆင်ញင်ွယ်ဘေကံလူရန်ဒါနာကံရက်သံလက်ပါကွယ်သီလခြေကိုနာနာခန့်လို့ဘာဝနာယက်ကကိုဖော်တယ်မြုပ်မသွားအောင်ကြိုးစားထားမှာဓမ္မလူသားခေါ်ရတယ်ဒါကြောင့်မမြုပ်ခြင်းသူရှင်လူများဒါတိပွားဖို့ဟောကြားနိုးတော်တယ်သန္တရာရေပင်ကြီးလိုင်းတွေကြီးလို့အလွန်ကျဲတုံးတိုင်သေဝငမန်းများနဲ့အပယ်လေးပါးတူလာတယ်
တကြိမ်ပေါ်လာလူရွာအတွင်းတရာညာသွင်းဆင်ញင်ွယ်ဘေးကံလူရန်ဒါနာကံရက်စံလက်ပါကွယ်သီလခြေကိုနာနာခလို့ဘာဝနာရက်ကကိုဖော်တယ်မြုပ်မသွားအောင်ကြိုးစားထားမှာဓမ္မလူသားခေါ်ရတယ်အဲ့ဒါကြောင့်မမြုပ်ခြင်းသူရှင်လူများဒါတိပွားဖို့ဟောကြားနှိုးစော်တယ်ဒေတိတော်မေအယံဓမ္မောဗုဒ္ဓေနာကိသဘာတိတော်တေနသဗ္ဗေဒုက္ခယံတုဇနာအိဋ္ဌသမေကိနောဗုဒ္ဓေနာအရဟတသုတယံဘုဂိုင်းတုနိုင်မမြင်ဂေါရမဘုရားရှင်သည်အာယတဘာတိတော်ထံကရိုင်းပယပြပြသာသာတိကရွဆိုရေဟောကြားအပ်သောအယံဓမ္မောဥဒကုပမသုတ်တံလို့ခေါ်ဆိုအပ်တဲ့ရေမျောကန်းတင်ဖြစ်စေခြင်းလို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာတော်များကိုမေမယံငါသည်ဒေတိတော်ဒုဒကာဒကမတွေသိစေမှရှိကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီတေနထိုသို့ရှိဘူးဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူးကြောင့်တပိကျွေမဲ့အုပ်သုံးလုံးစုံကုန်သောဇနာတရားနာရောက်လာပေါင်းများစွာတို့သည်အိဋ္ဌသမင်္ဂိနောမိမိတို့အတိအလိုရှိအားတောင်းတာအပ်သောအိဋ္ဌမင်္ဂလာကျက်တင်ဖြားဖြားတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကစနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရှင်လန်း၍ကြံ့ကြံ့မာမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်းရေတဲ့သွန်ချအမြဝေလိုက်ကြတော့အလူရှင်များရေသက်ဖက်ကိုင်းပြီးတော့လောင်းအလုံးယောဂီများကလိုက်ဆိုပေးဝစီကံကုသိုလ်ရတဲ့ဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုရှင်ဘုရားတပည့်တော်များသည်ကံကို၎င်းကံဤကျိုးတရားကို၎င်းယုံကြည်ကြပါကုန်သည်ဖြစ်၍တရဏဂုံသုံးပါးနှင့်8ပါးသောသီလတော်မြတ်တို့ကိုကျင့်သုံးခံယူစောင့်တည်ပြီလေဤသို့1368ခုရတုလာဇန်9ရက်နေ့ကြာရောက်ရာခါသမယ၌ချမ်းမြေရိပ်များ၏ကြောင်း၌တွင်၌တရားအလုတ်အားထုတ်၍နေကြကုန်သောယဟန်သာမဏေယောဂီသူတော်စင်တို့၏သီလကိုသမာဓိကိုပညာကုန်တို့ကိုအာယုံပြု၍အလှရှင်အသီးသီးတို့ကဆွမ်းခဲွယ်ဘောဇင်အချွဲချင်းအစရှိသောလူရန်ဘွယ်ရာဖြားဖြားတို့ကိုစေတနာသုံးတန်ပြထမ်း၍လူရန်ပါ၏ရှင်ဘုရားထိုမတပါအရှင်ဘုရားအားသိက္ခာထခြင်းမင်္ဂလာသဘင်သင်ရင်ရာ၌သိမ့်စင်းဌာနလောင်းလူကြပါကုန်၏ရှင်ဘုရားဤကောင်းမှုတို့ကြောင့်တပည့်တော်များသည်ဩနာတေယေဒုက္ခဘေးဤကင်းဝေးရာအမှန်ဒီနိဗ္ဗာန်ကိုလင်းမြန်စွာရောက်ပါစေသာရှင်မြတ်ဖရာယနေ့ယခုပြုပြုသမျှကုသလဤ
တဘောဘာကကိုအနန္တကိုင်းဝင်ကျေးဇူးတော်ရှင်မိခင်ဖခင်တို့အား၎င်းတရားသခင်ကျေးဇူးရှင်တို့အား၎င်းရေမြေတနေအစိုးရမင်းအား၎င်းနတ်တို့တနေတရားမင်းအား၎င်းငရဲတနေယမမင်းအား၎င်းဤကြောင်းတိုင်း၌တောက်လျှောက်၍နေကြကုန်သောကြောင်းဆောင်နာဇေဒီဆောင်နာအိမ်ဆောင်နာခြံဆောင်နာမြို့ဆောင်နာရွာဆောင်နာတောဆောင်နာတောင်ဆောင်နာသာသနာတော်ဆောင်နာသတ္တုမဟာရေတာဝရိန္ဒာအစရှိကုန်သောနတ်မြတ်နာကောနတ်ပေါင်းတို့အား၎င်းအတိတ်ဘဝကတော်ဆက်ခဲ့ကုန်သောမိဟောင်းပါဟောင်းဘိုးဟောင်းဘွားဟောင်းဆွေဟောင်းမျိုးဟောင်းပုဂ္ဂိုလ်ပေါင်းတို့အား၎င်းယခုဘဝ၌တော်ဆက်၍ဘဝတပါပြောင်းရွှေ့သွားကြကုန်သောဆွေမျိုးညီအကိုမောင်နှမမိတ်ဆွေသင်္ဃဟအစရှိသောပုဂ္ဂိုလ်ပေါင်းတို့အား၎င်းပြညာပါသည်အမြဝေဤအလုံးစုံကုန်သောဝေနေယဒုက္ခိတာဒုက္ခိတာသတ္တဝါအနန္တတို့သည်ကုသိုလ်ရှင်ကောင်းမှုရှင်ဖြစ်ကြကုန်သောတပည့်တော်များဤပေးဝေသောအမြတ်ကိုရကြကုန်သည်ဖြစ်၍ဝမ်းမြောက်နှုမောသာဓုသာဓုဟုခေါ်ဆိုနိုင်သည်ဖြစ်ကြပါစေကုန်သောအာလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓု